ဘဝမှာအရေးကြီးဆုံးကဘာလဲဆိုတာအလုံးသိထားဖို့ပါမြတ်စွာဘုရားကဆုံးမသွန်သင်တဲ့အခါမှာဘာကိုဥတည်ပြီးဆုံးမသွန်သင်တယ်လဲလို့ဆိုစိတ်ကောင်းနှလုံးကောင်းရှိဖို့အဓိကထားပြီးတော့ဆုံးမသွန်သင်တာဖြစ်တယ်လူဘဝမှာရုပ်အစဉ်အင်္ဂါဘလောက်ပဲချောချောပစ္စည်းဥစ္စာတွေဘလောက်ပဲပေါ်ပေါ်အရေးကြီးဆုံးကစိတ်ကောင်းနှလုံးကောင်းရှိဖို့ရဖို့အရေးကြီးတယ်လို့ဆိုတယ်စိတ်ကောင်းနှလုံးကောင်းဆိုတာဟာရှားပါပစ္စည်းလို့ပြောရမှာဖြစ်တယ်လူတွေကမလှလှအောင်ဝတ်စားစိတ်မှုနဲ့လုပ်လို့ရတယ်ဒီကနေ့ခေတ်မှာဆိုရင်ပြမယုတ်ကြီးကိုငွေကြေးတနာအကုန်ကြခံပြီးတော့ပြုပြင်ကြတယ်မလှတာကိုလှအောင်ပြင်ကြတယ်သို့တော့လှမှုမလှမှုဟာအပြင်ရုပ်ပေါ်မှာမူတည်တာမဟုတ်ဘဲနဲ့စိတ်နှလုံးနဲ့ပတ်သက်နေတယ်ဆိုတာကိုတတိထားမိတဲ့ပုဂ္ဂိုလ်ကအနည်းဆုံးပဲသူနည်းစုဖြစ်တယ်မြတ်စွာဘုရားအဆုံးအမမှာရုပ်ကိုပြင်းနေုံနဲ့စိတ်မပြင်းမှုဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမကြခင်ရုပ်ဆိုးကြည်တတ်ဘဝရောက်တော့မှာစိတ်မပြင်းတဲ့ပုဂ္ဂိုလ်ဟာဘလောက်ပဲချောမောလှပနေစေကမူစိတ်မချောစိတ်မလှသည့်အတွက်ကြောင့်ရုပ်ခန္ဓာပါရုပ်ဆိုးကြည်တတ်ဖြစ်သွားတာအဲ့ဒါကိုသတိထားကြရမှာဖြစ်တယ်အဓိကနဲ့တာမညသို့မဟုတ်ဝိသေသနဲ့တာမညဒီနှစ်ခုကွဲပြားခြားနားစွာမှတ်ယူထားပြီးတို့ရဲ့ဘဝမှာတာမညနဲ့ဝိသေသဘယ်လိုခွဲခြားမလဲရုပ်စင်းအင်္ဂါဆိုတာတာမညရုပ်စင်းလှပမှုဆိုတာတာမညစိတ်ဓာတ်လှပမှုကဝိသေသလို့အဓိကအရေးကြီးဆုံးကစိတ်ဓာတ်လှဖို့ပဲအရေးကြီးတယ်စိတ်လှတဲ့ပုဂ္ဂိုလ်ဟာဘဝမှာအယုတ်ဆိုးစရာအကြောင်းမရှိတော့တဏှာမှာလည်းအယုတ်ဆိုးစရာအကြောင်းမရှိဘူးရုပ်ကိုဘလောက်ပြင်းပြင်းစိတ်မပြင်းသမျှလူတွေဟာဆင်းရဲဒုက္ခကလွတ်ကြမှာမဟုတ်ဘူးလို့မြတ်စွာဘုရားကဒါကိုလေးနဲ့ထားပြီးတော့ဟောတာဘုရားမသာဝင်သူတော်စင်တွေပြုပြင်ရမှာကလူတိုင်းအသီးသီးပိုင်ဆိုင်ထားတဲ့စိတ်ဓာတ်ပဲဖြစ်တယ်စိတ်ဓာတ်ကိုဘာနဲ့ပြင်ရမလဲလို့ဆိုရင်စိတ်တူတတ်လို့ရှိရင်မေတ္တာနဲ့ပြင်ရမှာဖြစ်တယ်လောဘကြီးလို့ရှိရင်အလောဘနဲ့ပြင်ရမှာဖြစ်တယ်ဒေါသကြီးတာမေတ္တာနဲ့ပြင်တယ်မောဟကြီးပြီဆိုရင်အသိပညာစီးပူအထုတ်ပြီးတော့ပညာနဲ့ပညာမှာဖြစ်တယ်အဲ့လိုမပြင်မဘူးဆိုလို့ရှိရင်ဘဝဟာတိုးတက်ကြည်ပွားလာမှုမရနိုင်ဘူး